ဲအခုကတော့တနင်္လာသားသမီးများအတွက်9လပိုင်း1လစာတဲတော်ဟောကိန်းလေးဖြစ်ပါတယ်ရှင်ကျွန်မကတော့ဇမစင်တိုင်းနဲ့မှာဂမြဆိုင်ရဖြစ်ပါတယ်တနင်္လာသားသမီးများတဲ့ဒီ1လတာကာလအတွင်းမှာတဲ့ဝန်ထမ်းတွေဖို့အခြေအနေကောင်းတဲ့အချိန်ကာလတဲ့နော်ဝန်ထမ်းတွေအခြေအနေကောင်းပါတယ်ငွေကြေးလက်လာပါနဲ့ပတ်သက်ပြီးတော့အဆင်ပြေတဲ့အချိန်ကာလမျိုးဖြစ်နေတတ်ပါတယ်တဲ့အဲ့တော့အကြီးအကဲလည်းမားစာလေးရှိတယ်နော်အကြီးအကဲသူမားစာလေးရှိတယ်တဲ့အလုံးနဲ့ပတ်သက်ပြီးပိတ်ဆို့နေတာတို့ရုပ်တရက်လုပ်ငန်းရပ်ထားတဲ့သူတွေကိုလုပ်ငန်းပြန်ပြီးလဲပတ်မဲ့အချိန်ကာလမျိုးဖြစ်နေတယ်တဲ့မြစ်တာကြီးလည်းကောင်းတယ်เนาะအခြေအစီးပွားရေးအဖက်ဖက်ကနေပြီးတော့တိုးတက်မှုနဲ့ပြောင်းလဲမှုနဲ့ကြုံမဲ့တဲ့အဲ့တော့အနေငယ်ယူဆိုင်မဲ့ကိစ္စရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်အလိန်ခံရတတ်တယ်အဲ့ဒါလေးနည်းနည်းတော့သတိထားသိခြင်းနဲ့เนาะကိုယ့်ဘက်ကပိုင်ပိုင်နိုင်မပြုတ်လုပ်ထားတဲ့ကိစ္စတွေဆိုရင်သတိထားရမယ်မြေကိစ္စအိမ်ကိစ္စအယောင်းဝယ်ကိစ္စတွေအနေနဲ့သတိထားဖို့လိုတယ်တဲ့မရတော့ဘူးလို့ထင်ထားတဲ့ကိစ္စမဖြစ်နိုင်တော့ဘူးလို့ထင်ထားတဲ့ကိစ္စရဲ့မျိုးတွေဝင်လာတတ်တယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်9ကနန်းဝင်တတ်တယ်900တို့9000တို့ပေါ့နော်9000တို့အဲ့ဒါတွေဝင်လာတတ်ပါတယ်3500 3000ပါနော်အဲ့လိုတွေဝင်လာတတ်ပါတယ်တဲ့ပြပြရွှေ့ရွှေ့နေပါတဲ့နော်ဒီတလတာကာလအတွင်းမှာတနင်္လာသားသမီးဖို့အထူးသတိပြုရမှာကမိမိစိတ်ကိုပျော်ရွှင်ထားပါမိမိစိတ်ပျော်အောင်နေပါအိမ်နဲ့ပတ်သက်လာရင်လည်းတဲ့သူ့ဟာနဲ့သူအဆင်ပြေတယ်တဲ့မိသားစုလိုက်ဖျားဘူးခီးသွားတာဆွေမျိုးဧည့်သည်တွေအိမ်ကိုရောက်လာမျိုးကြုံတွေ့ရတတ်တယ်တဲ့ဒီချိန်မှာတခုတော့သတိထားရမယ်ရဝိရဆွေမျိုးတွေအိမ်မှာပေါ့နော်ဆေးရုံတက်တာတို့ဘာတို့လာရင်မကောင်းဘူးစိတ်မတိုးတက်လို့ပါတခြားနေရာတွေရွှေ့ပြောင်းပြီးတော့ထားတာမျိုးလေးတွေထားပါအိမ်မှာလက်ခံဖို့မတင်သေးဘူးပေါ့နော်အဲ့တော့ကတ်တွေကအရန်ကောင်းတယ်အိမ်မှာစွန့်ကတ်တာတို့နော်လာပြေလောက်ွယ်နဲ့ပတ်သက်ပြီးတော့အိမ်လာပြေလောက်ွယ်နေလို့နေမျိုးတွေမှာအိမ်ဖျားမှာစွန်းတော်ကြီးကတ်တာဘုန်းကြီးစွန်းကတ်တာမျိုးတွေပြုလုပ်လို့ရပါတယ်အိမ်ဖျားမှာမိမိရဲ့အိမ်ဖျားမှာသင်္ကန်းထူပေးပါတနင်္လာနေ့အပတ်တိုင်း9:00 ရက်နေ့10:00ခွဲအတွင်းမှာတနင်္လာတောက်မှာဂန်းငေါ်ညွန့်2စီးလူပြီးတော့9စာကျွေးတဲ့ရေတရားကိုအထူးရေတရားအနေနဲ့ဒီလာထဲမှာပြုလုပ်ပါဒါဆိုရင်အဆင်ပြေပါလိမ့်မယ်ဒီချမ်းမြေချမ်းနိုင်ငံကြီးတော့စိတ်ချို့ရတယ်ပွဲစားလုပ်မြေနဲ့ပတ်သက်တဲ့အလုပ်ရေးနဲ့ပတ်သက်တဲ့အလုပ်ငန်းတွေအကျိုးပေးနေတယ်ရွှေရည်ပစ္စည်းအားကောင်းလို့ပါတယ်ရွှေရည်ပစ္စည်းဝင်ဖို့တော့ရှိရနော်အဲ့တော့ဝန်ထမ်းတွေဖို့လည်းယာရုတူဝကိန်းတွေယာရုတက်ကိန်းတွေရှိတယ်ဒါလေးကအရန်ကောင်းတယ်တနင်္လာသားသမီးတွေဒီတစ်ပတ်တာဒီတလတာကာလာတို့မှာအရန်ကောင်းလို့ပါတယ်နော်lucky number အနေနဲ့က124ခုနေအကျိုးပေးပြီးတော့ကာလာအနေနဲ့ကအဖြူခဲရောင်အညိုရောင်တွေအကျိုးပေးနေပါတယ်ဖြစ်ကဲမိတ်ဆွေများအားလုံးပဲအထူးကန်ကောင်းကြပါစေကျွန်မပြောတဲ့ရေတရားလေးကိုတေချာလေးလုပ်ပေးပါဒီတလတာအတွင်းတိတိတသားကန်ကောင်းခြင်းတွေကြုံတွေ့ရပါလိမ့်မယ်နော်